ဒီလေရင်ကပေပေါင်း9000အထိမယုံနိုင်လောက်အောင်အမြင့်ကိုပြန်တန်းနိုင်ပါတယ်။ဒါဟာ Boeing 737လေရင်ပြန်တန်းတဲ့အမြင့်ရဲ့2ဆလောက်ရှိပါတယ်။ဒါပေမဲ့အထူးဆန်းဆုံးအချက်ကတော့ဒီလေရင်မှာစပိန်လိုမျိုးအရှိမတပီးအနောက်မှာတပီးစုစုပေါင်းဆင်းသက်ပြီး landing gear နှစ်ပြီးပဲပါတာပါ။ပြန်တက်ချိန်မှာဟန်ချက်ညီအောင်လို့မြေပြင်ဝန်ထမ်းတွေကတောင်ပန်တစ်ဖက်စီရအောက်မှာယာယီပြီးအသေးလေးတွေတက်ပေးထားရပါတယ်။လေရင်ပြန်တက်သွားတာနဲ့အဲ့ဒီဘီးတွေကအလိုအလျပြုတ်ကျကြမ်းခဲ့ပြီးနောက်ပိုင်းမှာပလေးလန်းပေါ်ကနေပြန်ကောက်ယူရတာပါ။ကြားရတာထူးဆန်းတယ်မလားဒါပေမဲ့ဒါဟာကုန်ကျစရိတ်ရှော့ချခြင်းလို့လုပ်တာမဟုတ်ပါဘူး။အလေးချိန်ရှော့ချဖို့တတ်ပဲဖြစ်ပါတယ်။အရန်မင်းတဲ့နေရာကိုပြန်တန်းရတဲ့အတွက်လေရင်မှုကဖိအားထိန်ဝတ်စုဖြစ် full pressure စုကိုဝတ်ဆင်ရပါတယ်။အခြေခံအားဖြင့်အာကာသရာရင်မှုတွေဝတ်တဲ့ဝတ်စုမျိုးနဲ့အတူတူပါပဲ။ဒီလေရင်ကိုပြန်ဆင်းသက်ဖို့ဆိုတာတကယ်စိန်ခေါ်မှုကြီးတစ်ခုပါ။ U2 လေရင်ရဲ့တောင်ပန်အခြေဟာ105ပေနီးပါးရှိပါတယ်။105ပေကျဲတဲ့တောင်ပန်တွေကြောင့်နည်းနည်းလေးတိမ်ဆောင်းသွားတာနဲ့မြေကြီးနဲ့ပွတ်တိုင်မိနိုင်တာမို့အကာအကွယ်အနေနဲ့တောင်ပန်အစွန်းတစ်ဖက်စီမှာအခုအခန့်စကစ်အသေးလေးလေးတက်ဆင်ပေးထားပါတယ်။